ချွေလို့ရတဲ့နေရာရှိတယ်ပေါ့ဘာလို့မှမဟုတ်ချားစီတော့ဒီ line ဟိုဟာလေးဒီဘေးကနေရက်ပြီးစီးရပါတယ်ဒီဘေးနာ line ကကြော်သွားလို့ရှိရင်လည်းအနေရရှိလို့ဒီမှာပဲရက်ပြီးစီးရပါOkay ဒီကြီးစံရထားပါဆောင်းနေမှာဆိုဒီခန်းထဲမှာထိုင်လို့ရပါတယ်ဒီခန်းမှာဟီတာပူပေးတဲ့ဆက်တွေပါရှိပါတယ်TV လည်းရှိပါတယ်ဝင်သွားလို့ရှိရင်ဒီမှာစထားဆောက်တဲ့နေရာမှာ TV လည်းရှိပါတယ်ထိုင်ကုန်လေးတွေရှိပါတယ်ဒါတော့စထားဆောက်တဲ့နေရာပါဗျာထိုင်ကုန်လေးတွေရှိရတယ်ဒါတော့ဒီတော့ခုံးလိုက်လိုက်ဝင်ပါနားနေဖို့ယထာဆောက်ဖို့ထိုင်ကုန်လေးအများကြီးရှိပါတယ်ယထာချိန်ကြဒီလိုမျိုးစိုက်ဖို့ရှိထားတာပါယထာချိန်နေရဒီလိုမရှိတော့စိုက်ဖို့လည်းမနိုင်နဲ့ပြီးနေတယ်မရှိတော့ဒီယထာဘူးတော့မှနောက်တက်ဒီလိုမျိုးအေးတွေပါလေရောင်းတဲ့ဆက်လေးရှိပါတယ်2000 1900ဝတ်ဆန်ထဲလို့ရပါတယ်ကျွေးစီပြန်အမ်းပါကျွေးစီချင်းနဲ့ကျွေးစီထည့်ပြီးတော့ဝယ်လို့ရပါတယ်ရေဘူးတွေအေးနေတာလည်းရှိပါတယ်